ဒါနဲ့ထိုးလိုက်တယ်ဒီသူ့တူဖြစ်သူကိုပေါ့နော်ဒါနဲ့ထောက်တော့ဒီအသားကိုမင်းစားဆိုတော့မှသူ့ကိုကျွေးခဲ့တယ်ပေါ့နော်အားလုံးမင်္ဂလာပါကျွန်တော်ဒီကနေ့ပြန်လည်လို့ဝင်ပြပေးခြင်းတဲ့အမှုခင်းတည်လေးတစ်ခုကတော့ပေါ့နော်ကျွန်တော်တခုပြောပြမယ်အကြောင်းအရာကတော့လူအချင်းချင်းစားသုံးတဲ့အမှုခင်းတစ်ခုဖြစ်ပါတယ်ဇူလိုင်လ2004ခုနှစ်မှာပေါ့နော်နာရိုထောင် police station ကိုပေါ့နော်လူနှစ်ယောက်ကရောက်လာခဲ့ပါတယ်အဲ့ဒီလူနှစ်ယောက်ကဂျွန်နီနဲ့ပေါ့နော်ရက်ကွက်လူကြီးတယောက်ဖြစ်ပါတယ်သူတို့ဘာလို့အဲ့ဒီရဲစခန်းကိုရောက်လာလဲဆိုရင်တော့လွန်ခဲ့တဲ့ရက်အနည်းငယ်ကပေါ့နော်ဂျွန်နီနဲ့တခြားလူတချို့ဟာပေါ့နော်လူတယောက်ကိုရဲဆက်တက်ခဲ့ပြီးတော့ပေါ့နော်အဲ့ဒီခနာကိုပေါ့နော်ဘာလုပ်ခဲ့လဲဆိုတာကိုလာပြီးတော့မှရဲစခန်းမှာလာဝင်ခံတာပဲဖြစ်ပါတယ်အသက်ခံရတဲ့သူကဘန်ဂျီကနိုင်ဖြစ်ပြီးပေါ့နော်အသက်25နှစ်အရွယ်လူပြူအရွယ်ဖြစ်ပါတယ်ပေါ့နော်သူကသူ့ကိုတက်ဖြတ်ခဲ့တဲ့သူတွေနဲ့လည်းပေါ့နော်ဆွေမျိုးတော်ဆက်ပါတယ်အဲ့ဒီအမှုရဲ့ပေါ့နော်ဖြစ်ပပုံကတော့ဒီလိုပါဇူလိုင်လ19ရက်နေ့2004ခုနှစ်မှာဖိလစ်ပိုင်နိုင်ငံပေါ်နာရာထောင်ကြီးဝါမှာပေါ့နော်မင်္ဂလာပွဲအတွက်လူတွေကပြေပေါ်ပပနဲ့ဖြတ်တန်းနေကြတယ်ကြီးဝါတွေရဲ့မင်္ဂလာဆောင်တလေးအတိုင်းပေါ့နော်မင်္ဂလာပွဲမရောက်ခင်မှာသူတို့ရဲ့ဆွေမျိုးတွေအိမ်နီးနားချင်းတွေနဲ့ဆွေမျိုးတော်ဆက်တဲ့သူတွေနဲ့ပေါ့နော်ရင်းနီးနဲ့အားလုံးမင်္ဂလာပွဲအတွက်ကြိုတင်ပစ္စည်းနဲ့ပေါ့နော်အားလုံးကပျော်ပပစုဝေးစားတောင်းနေကြတဲ့အခါပဲဖြစ်ပါတယ်အဲ့ဒီနေ့ဟာအေရိုဒီယိုလို့ခေါ်တဲ့လူတယောက်ရဲ့သမီးရဲ့မင်္ဂလာဆောင်ပွဲပဲဖြစ်ပါတယ်အဲ့ဒီပွဲမှာသူတို့ဟာပေါ့နော်ရွေးရတလေးအတိုင်းပေါ့နော်ဝိုင်းပတ်ပြီးတော့ပေါ့နော်ကောက်ခုတ်ကြတယ်တူတောက်စားကြပြီးတော့မှအားလုံးပပပနဲ့တချင်းဖွင့်ပြီးတော့မှကောက်ခုတ်ကြတာပဲဖြစ်ပါတယ်အဲ့ဒီအချိန်မှာဒီအသက်ခံရတဲ့ဘန်ဂျီဟာပေါ့နော်ကနေရင်းနဲ့ပေါ့နော်မတော်တဆခလုတ်တိုက်မိပြီးတော့မှအဲ့ဒီတူသမီးရဲ့ဖင်ပေါ့နော်တင်ပါကိုတွားပြီးတော့မှမတော်တဆကင်မိသွားတယ်အဲ့ဒီအချိန်မှာပေါ့နော်တူသမီးကလည်းလန့်ပြီးတော့ပေါ့နော်သူអော်တယ်အဲ့ဒီအချိန်မှာပဲပေါ့နော်လူတွေကရုပ်တဖြစ်ပြီးတော့မှတချင်းတန်လည်းပိတ်လိုက်တယ်လူတွေကဘာဖြစ်တာလဲဆိုပြီးတော့မှအဲ့ဒီអော်နဲ့တူသမီးဘက်ချံပေါ့နော်အားတော့အာယုံရောက်သွားတယ်အားလုံးအဲ့ဒီအာယုံရောက်သွားတဲ့အချိန်မှာအဲ့ဒီဘန်ဂျီဆိုတဲ့ကောင်လေးပေါ့နော်အသက်ခံရတဲ့ကောင်လေးကသူကအဲ့ဒီမှာဒူထောက်ပြီးတော့မှသူညှုပ်ပြီးတော့မှတောင်းပန်တယ်ပေါ့နော်ကျွန်တော်မတော်တဆဖြစ်မိသွားတာပါဆိုပြီးတော့မှသူတောင်းပန်တယ်အဲ့မှာစီးတဲ့လူတွေကလည်းပေါ့နော်အဲ့ဒီပွဲမှာစီးတဲ့လူတွေကလည်းဘာမှမဖြစ်ပါဘူးမတော်တဆဖြစ်တာဆိုပြီးတော့မှဘာမှမဖြစ်လို့ပဲပေါ့နော်ဆက်ပြီးတော့မှသူတို့တွေကဆက်ကကြတယ်တချင်းတွေဖွင့်ပြီးတော့မှဆက်ကကြတာဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီအရာကိုမခွင့်လွှတ်နိုင်တဲ့သူတယောက်ရှိတယ်ဒါဟာမတော်တဆမဟုတ်ဘူးတမင်တသက်ကိုလောက်တာဆိုပြီးတော့မှသူတို့သမီးကိုပေါ့နော်အဆက်ရအောင်လှုပ်တာဆိုပြီးတော့မှသူစိတ်ထဲမှာပေါ့နော်သူတို့သမီးရဲ့အဖေကပေါ့နော်အေရိုဒီယိုကတတ်မှတ်တယ်သူတို့သမီးရဲ့အဖေကပေါ့နော်စိတ်ထဲမှာမကြည်မနှက်နဲ့ပဲဒီကောင်းကိုလက်စင်တစ်ခုတော့ပေးရမယ်ငါအဲ့ဒါမှပေါ့နော်သူစိတ်ကျဉ်နဲ့မယ်ပြီးတော့မှသူကြိမ်မောင်းတယ်သူတို့သမီးအဖေကပေါ့နော်သူ့ရဲ့သားပြန်တူဝန်ခွဲညီကိုခေါ်ပြီးတော့မှတခုကြံစီတယ်ပေါ့နော်အဲ့ဒီအချိန်မှာပဲသူတို့အဲ့ဒီဘန်ဂျီဆိုတဲ့ကောင်လေးကိုသူတို့ကလည်းတိုးပေးကားပေါ်ခေါ်သွားပြီးတော့မှလူစားပါတဲ့တနေရာပေါ့နော်တောတနေရာကိုသူတို့ခေါ်သွားပြီးတော့မှအဲ့ဒီလူကိုပေါ့နော်စချိန်မှာတော့သူလက်စင်တစ်ခုပေးမယ်ဆိုတော့သူတို့ကြံစီတာပေါ့နော်ဒါပေမဲ့အဲ့ဒီအေရဒီယိုကသူ့မှာပါလာတဲ့ဓာတ်နဲ့ပေါ့နော်အဲ့ဒီဘန်ဂျီဆိုတဲ့ကောင်လေးကိုသူဓာတ်နဲ့ထိုးလိုက်တယ်အဲ့ဒီသူနဲ့တူပါလာတဲ့သူ့ရဲ့သားသူ့ရဲ့ညီဝန်းခွဲတွေကလည်းဝိုင်းမတားဘဲနဲ့အပြင်အားလုံးပေါ့နော်အဲ့ဒီအေဒီယိုနဲ့တူပေါ့နော်တက်ဖြတ်ခဲ့တယ်အမှစီးတဲ့အလောင်းတွေပေါ့နော်သူတို့တွေကအဲ့ဒီတောမှာစီးတဲ့တရွက်တွေငပြောရွက်တွေနဲ့ပေါ့နော်အုပ်ပြီးတော့မှသူတို့မီးစု
လိုက်တယ်မီးရှို့လိုက်တဲ့အခါမှာမီးရှို့ပြီးလိုက်တဲ့အခါမှာပေါ့နော်သူတို့တွေကအဲ့ဒီအလောင်းကြည့်ပြီးတော့မှလောင်းကမဲတူးချေသွားတာပေါ့နော်လောင်းကမဲတူးချေသွားတဲ့အခါမှာအဲ့ဒီအလောင်းမှာစီးတဲ့ခနာကိုယ်တွေပေါ့နော်လက်တွေပေါ့နော်လက်တွေခေါင်းတွေခြေထောက်တွေကိုသူတို့ခုတ်ဖြက်ပြီးတော့မှအဲ့ဒီတောမှာစီးတဲ့ချောင်းတစ်နေရာမှာသူတို့တွားပြီးတော့မှပြစ်ထုတ်ခဲ့တယ်ပြီးတော့သူရဲ့အသားကိုပေါ့နော်သူတို့ကခုတ်ထိပြီးတော့တေးလေးခုတ်ထစ်နေတဲ့အချိန်မှာသူ့ရဲ့တူဖြစ်သူပေါ့နော်သူရဲ့တူဖြစ်သူသူကလူငယ်ဖြစ်တဲ့အခါမှာသူကတိတ်ပြီးတော့မှမလုပ်ရဘူးစိတ်ထဲမှာနည်းနည်းကြောက်စိတ်တွေဖြစ်တဲ့အခါမှာအဲ့ဒီ LDO က LDO အဲ့ဒီသူ့သမီးအဖေကပေါ့နော်သူ့တွေ့တဲ့အခါမှာဟာမင်းဒါတော့မှမင်းမလုပ်ရဘူးဆိုတော့မှမင်းဘာဖြစ်နေတာလဲဆိုပြီးတော့သူ့ကိုခေါ်ပြီးတော့မှအဲ့မှာလူအသားအစတစ်ခုကိုယူပြီးတော့မှအဲ့ဒီသူ့ရဲ့တူဖြစ်သူကိုပေါ့နော်ဒါနဲ့ထောက်ပြီးတော့ဒီအသားကိုမင်းစားဆိုတော့မှသူ့ကိုကျွေးခဲ့တယ်ပေါ့နော်အဲ့ဒီဖြစ်စဉ်ပြောတဲ့အခါမှာအဲ့ဒီအသားကိုပေါ့နော်သူတို့ဒီရဲ့ဖြစ်စဉ်တက်မှုကိုသူတို့ဖျောက်ဖို့ရန်အတွက်သူတို့ဒီရဲ့အသားကိုအဲ့ဒီမင်္ဂလာဆောင်ပွဲမှာကျွေးဖို့အတွက်သူတို့ယူသွားတယ်မင်္ဂလာဆောင်ပွဲမှာသူတို့ပေါ့နော်အဲ့ဒီရဲ့အသားတွေကိုသူကိုယ်တိုင်အဲ့ဒီတိုဝေးကားနဲ့ဆိုင်ကနေပေါ့နော်သူခေါ်ပြီးတော့မှခုတ်အဲ့ဒီအသားတွေကိုသူတို့အဲ့ဒီမှာမင်္ဂလာဆောင်မှာကျွေးမဲ့အသားနဲ့ရောပြီးတော့မှသူတို့ကိုယ်တိုင်သူချက်တယ်အဲ့မှာစီးတဲ့သူတွေပေါ့နော်သူတို့ကျွေးတယ်ပေါ့နော်အဲ့မှာစီးတဲ့သူတွေကလည်းစားကြတယ်ဘာဖြစ်လဲသူတို့စိတ်ထဲမှာတန်တရားဒီအသားဘာအသားလဲဆိုတော့သူတို့စိတ်ထဲမှာဘာတန်တရားမရှိဘူးเนาะဘာဖြစ်လို့လဲဆိုတော့သူတို့ကအဲ့ဒီပွဲမှာတောက်စားပြုံမှုကြတာပဲဖြစ်တယ်တောက်ပေါ့နော်အဲ့မှာမင်္ဂလာဆောင်ပွဲမှာစီးတဲ့သူအားလုံးကမတိဘူးပေါ့နော်မတိဘဲနဲ့သူစားတုံးခဲ့တယ်အဲ့ဒီဂျူနီဆိုတဲ့သူကသူရက်ွက်လူအဲ့ဒီရက်ွက်လူကြီးနဲ့သူရဲစကန်မှာတိုင်ကြားတယ်ပေါ့နော်အဲ့ဒီအမှုပဲဖြစ်ပါတယ်ဒီအမှုမှာပေါ့နော်အဲ့ဒီဖိလစ်ပိုင်မှာဖြစ်သွားတဲ့အမှုပဲဖြစ်တယ်ပေါ့နော်ဒါကြောင့်2004ခုနှစ်ကဖြစ်သွားတဲ့အမှုပဲဖြစ်ပါတယ်အဲ့ဒီဖြစ်တဲ့အခါမှာသူကတွားတိုင်ကြတဲ့အခါမှာအဲ့ဒီမှာ Arrow Dio နဲ့အတူအဲ့ဒီသူတို့နဲ့တူပါဝင်တဲ့လူနှစ်ယောက်ကိုလည်းရဲအဲ့ဒီမှာစီးတဲ့ရဲစခန်းသူကတော့ပေါ့နော်တွားပြီးဖမ်းတဲ့အခါမှာအမှစီးသူတို့ Arrow Dio နဲ့တူအဲ့ဒီတော့နှစ်ယောက်ကပေါ့နော်သူတို့မလုပ်ပါဘူးဆိုတော့မှသူတို့ညင်းဆိုခဲ့တယ်ပေါ့နော်ဒီအမှုကတော့ဖိလစ်ပိုင်မှာစီးတဲ့အမှုပေါ့နော်သူအဲ့ဒီကြာလာတဲ့အခါမှာအဲ့ဒီအမှုကိုပေါ့နော်သူတို့ပိတ်သိမ်းလိုက်ပေါ့နော်မပေါက်ကြအောင်ပေါ့နော်အဲ့ဒီတည်င်းတော့တိတ်တော့မရှိတော့ဘူးပေါ့နော်ဒါပေမဲ့အဲ့ဒီကြီးရမှာစီးတဲ့ရေစကန်ပြောပြချက်အရာတော့ဒီလူတက်ခဲ့တဲ့လူ၄ယောက်ပေါ့နော်တက်ကြုံထောင်တယ်ပေါ့နော်ပြီးလိုက်တယ်ဆိုပြီးတော့မှတည်င်းရရှိပါတယ်ဒီအကြောင်းအရာလေးကတော့ဒီလောက်ပါပဲအားလုံးအစိုးရနားတော့ပြီးတော့အားလုံးကျေးဇူးတင်ပါတယ် channel လေး like subscribe လုပ်ခြင်းဖြင့်ကူညီကြပါကျွန်တော်တို့ချစ်တဲ့များပြည်တဲ့အမြဲဆုံးညီကြပါစေခင်ဗျာ